မြတ်တွေ့တော့မြတ်တွေ့တော့မြတ်မြတ်တွေ့တော့မြတ်ဟုတ်ပါတယ်ငါဆိုးတာပါဟုတ်ပါတယ်ငါဆိုးတယ်ဟုတ်တယ် မြတ်တို့ပြောဖို့ထိုးတယ်လို့ အေးဆိုးဒီမှာကြိုက်တယ်လို့လုပ်ရတယ်ကြိုက်တယ်လို့လုပ်ကြိုက်တယ်လို့လုပ် ကျွတ်တော့မြတ်လုံးပေးမြတ် ဟာ ကျွတ်တော့ဖက် သေးပုံမှာဆိုလို့ငါလက်ထဲမှာကြောက်ဦးတွေနဲ့ဗာနဲ့ဆမ်းမကိုမဲကြည့်လိုက်ငါနဲ့ရန်ရှင်းမိုင်နဲ့ဘလောက်အဆင်ပြေတော့ငါချောမှပဲရန်ချမ်းမှာအငိုတိတ်တာကြည့်ပဲနော်ငါချောမှငိုတိတ်တာနော်အဲ့ဒါမြတ်လေးပါနော်မင်းတော့ပဲစကားမပြောချင်လို့ငါမင်းနဲ့ပဲစကားမပြောချင်လို့မပြောတာရန်ရှင်းမိုင်ရဲ့ဆမ်းမော်ရဲ့ငါရဲ့လားပြေးလဲပြီးသားငါကုကနေမြတ်တို့ပြောရနော်ဘယ်တော့ပြောရဘူးလို့အေးအဲ့ကြောင့်ငါဘာမှမပြောဘူးဟုတ်တယ်ဒီမှာကောက်ဆိုင်အောင်ပါအေးလောက်ရတယ်ကြိုက်တယ်လို့လောက်ကြိုက်တယ်လို့လောက်နော်မင်းမကြိုက်တယ်လို့လောက်ရတယ်ဟုတ်ပြီလားမင်းမကြိုက်တယ်လို့လောက်ကြိုက်တယ်လို့လုပ်လို့ရတယ်ဘာမှမဖြစ်ဘူးငါစိတ်ဘူးတယ်လေရှာကျင်းရမှာမလေးဟောငါငကိုကနေကျင်းနေပြီးသားမင်းလောက်တာဟောငါငကိုကနေကျင်းနေပြီးသားနော်ကြိုက်တယ်လို့လုပ်လို့ရတယ်လောက်ကြိုက်တယ်လို့ကျင်းပြီရုံးနေပြီးရဟဲ့လားရတယ်မလေးကျေးဇူးရှင်ဆိုတော့အားတော့မိသားဖို့မပြတ်ပါဘူးအဲကျော်ဆိုရင်တော့နှစ်ဖက်ကိုဆိုးတယ်အားရအောင်လည်းမရှင်းလားမလေးမဆန်လည်းမလို့ဘူးတီးပြီးတော့ကြိုက်တယ်လို့လို့ဘာမှမဖြစ်ဘူးမြတ်တော့ဆောင်းမယ်ခရမြတ်တော့ဖဲငါသွားမယ်နင်းကြိုက်တယ်လို့ပြောရတယ်တော့အော်တဲ့ခွဲမှာရှင်းနေတယ်မှာခမရဆွဲနေကောခမရဆွဲကောကျုပ်လည်းကျုပ်ပါဖဲတယ်ဖဲတယ်နားမညီဒီတိုင်းမကြည့်နေမှာလားအဲငါသွားမလို့ဘာမှဟောမဖြစ်နဲ့ငါအောင်ဒီမှာခွဲကြလဲမခွဲကြနဲ့နေဆက်ရအောင်လေဆက်ရအောင်ရှင်းလို့ရတယ်ဘယ်တော့မှကြောက်ပါနဲ့နေပါအောင်လားဘာလို့ကဲဖဲပါတော်ကြောက်သွားတယ်ဘုမတော်ကြောက်ကြောက်ပြီးသားပါဘာလို့စောက်ဖို့ပြောနေတာဟာမြတ်ဘာစောက်ဖို့ပြောနေပြောမှဘာပြောလို့တော့ဘာကောင်းရမြတ်ကြောက်သိရနော်ကျောင်းကဆိုဒီမဲ့ပူဆွဲနော်ဟာဆိုးချင်ဆိုမဆိုးချင်နေငါမတက်နိုင်ဘူး